လူရှင်ငါပြောလူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်ပရိသတ်လိုကြောင်းလဲရှိပြပြုံးပြမဲပြဘူးတဲ့နော်မလို့သူတွေဆဲလဲပဲနော်လူသူတွေအားပေးရင်ပြောပြည်သူတွေပြုံးလို့တွန်းတော့ရည်စရာတွေစဉ်းစားတွေးခေါ်ရင်မရွှင်ပြောပြလုံးလေးတွေပြတ်နေစင်မောမပြေဘဝမောတပုတ်ကိုတတ်တဲ့တင်ငါပြောတော့ဆက်လူတိုင်းရဲ့အဖို့လူရှင်တော်မင်းသားမဟုတ်တဲ့ကျွန်တော်